အနမ်းသားပဲခုနေတာဆန်လာသလိုရှိကွာဖြူပါလေးကနှွေးနေရပဲငါလို့ဘာလို့လဲကျုပ်ကအိမ်သွားပြီးဖောက်ထွင်းစရာလို့လားဗျအုတ်ကြီးနော်အုတ်ကြီးရက်ကွက်တစ်စီကိုပစ္စည်းပဲရှင်းတာပါလက်ကျိုးနဲ့မလို့တဲ့တစ်ကိုင်းလေးရှိတယ်ဘူးကြလိုက်တယ်ရှိတယ်အဲ့ဒါကျုပ်ကခုတ်လူငယ်တွေခိုင်းမှလာတာအုတ်ကြီးကိုလည်းတက်ခုတ်လာတယ်ပြုတ်ချလို့ကျိုးပဲ့နေပါဒီကားအုတ်ကြီးကမချချင်ပြုတ်ချတတ်တယ်ပဲပြုတ်မကြောက်သူကတက်လာထားပြီးဘာဖြစ်ရှာလူကပြုတ်သားတော့မယ်ဆိုတော့ကြီးသွားတာဘာလို့ပြုတ်ကြမှာအုတ်ကြီးသားဘူးသားဘာဖြစ်တာလဲဟာဟိုမကြီးဟာဘယ်လိုလဲကမလေးကြောင့်လက်ပါကြီးမှာမုန်းတာလို့မကြိုက်နေတယ်ဟဲ့ငါတို့ကတောင်းဝင်ရှိတယ်ဟဲ့ဖြီးပဲမဖယ်နိုင်ဘူးငါလည်းကောင်းလို့ကြည့်ကြမဟုတ်ဘူးမထားနိုင်ဘူးဘာလို့ဒါနမကြီးမထားနိုင်တဲ့ကောင်ချကွာသူကြီးလုံးမှာရောက်ရောက်ပို့ပဲဒါပဲနေတကားနေပြီးပိုင်းလာတဲ့ကောင်ကခမင်းတနစားပြီးအားတော့ရှိတယ်ကွာခြေတော့ဆိုရင်မိုးပေါ်ထောင်ပေါ်တယ်တနမဟုတ်ဘူးကွာရောက်ပါပြီကောပါပြီကမလေးရောက်သွားလို့လည်းပြောတယ်ပြောတယ်အပေါ်ကနေဟာလူကြီးချတာဝင်လွတ်လာရင်လူနေပါကွာချကွာလက်လုံးတော့မဲကွာဒီလက်တော့မဲ့တော့ပါပြီကွာလက်ပေါ့အချုပ်ကိုပို့လာတယ်ပေါ့ဗျာဒီမှာဒီလူကြီးရတယ်နေလေးရတော့ဒီနေရာမှာကောင်မလေးကိုဗလက်ကရလို့မကြိုးစားနေတာဟုတ်တယ်ကျွန်တော်တို့ရောက်လာလို့ပေါ့မဟုတ်ရင်ဒီကောင်မလေးမရင်းကြီးခါပြီးဘောပြတ်သွားပြီတက်ကြီးလေးအချိန်မစည်းတဲ့နှာဘူးကြီးပြေးတယ်မေးရမယ်လူကြီးဟုတ်တယ်တော်ကြောက်ရတော့ကွာအုပ်ထားတဲ့ရုပ်ခဲလေးဆမ်းမှာဘယ်လိုလဲသိအောင်ပြီးမှငါတို့ရုံးပေါ်သွားတာဟောဟဲ့မင်းတို့ဝါပြီလားဝါပြီဒါတော့ဝါရင်တော့ပြန်ပေးလိုက်တော့ဟမ်အုတ်ကြီးဘယ်လိုပြရတာလဲဗျာဟဲ့ဒါချက်ကအုတ်ရွှေရင်ဘူးကွာကျုပ်ကလေကားတဲ့စစ်ကိုင်းတက်ခုံနေတာပါဗျာအဲ့မှာကျုပ်လေကားကိုဘာဝင်တိုက်တော့လဲမသိဘူးကျုပ်ကလေကားပေါ်ကနေပြီးတော့ဒီကောင်မလေးကိုပြုတ်ကြတာအဲ့ဒါကိုဒီကောင်တွေကနာဘူးကောင်ဆိုပြီးတော့ဝေသမကြတာဗျာအဲ့ကောင်မလေးလာဒီလိုကြောက်ဟုတ်လားနင့်ကို तू ကဟိုးတာဒီဟိုးတာတက်လို့နေမှာမဟုတ်လားမဟုတ်ဘူးရှင် तू ပြောသလိုပဲနေသားဟောပြုတ်ကြလာတာသေပြီဆရာသေပြီဆရာတွေဆရာမတွေလုံးမနေနဲ့နောက်ကြရုံးလာတယ်မင်းတို့ရှိသမျှပုံမှာအကုန်လုံးနဲ့အရေးယူပြစ်မှာကွာအော်နာတော့ကွာဖြစ်ပြီးလို့ပါဟုတ်ပြီလေအထိုးခံရတော့မနာပါဘူးဗျာဟာကိုကြီးကတော့ကိုနာလေကွာအဲ့ကောင်တကယ်ဆိုတာမင်းကလည်းအုတ်ကြီးကလည်းဟိုကောင်မလေးပေါ့ပြုတ်ကြနဲ့ရောကျိတ်ပြီးတော့ဘာညာ
ညာဖတ်တော့ဖတ်တယ်လုံးလိုက်တယ်မလား တူပြောစမ်းပါကွာအဲ့ကောင်ကြီးကြားပါလို့တက်စော်နေပါဦးမယ်အမှန်တော့ငါလည်းအိုးကောင်မလေးအပေါ်ဟာဆိုတော့ဖိန်တိန်ရှိန်ဒီတော့ဖြစ်သွားတယ်ကွာငါနှာခေါင်းနဲ့သူ့ပါ ကျွန်တော်ရောက်ပါပြီဗျာ အေးဝင်အောင်ဝင် အာနှာခေါင်းဟိုဒါတော့ကွာအတွင်းနေတော့ဖြစ်ပေါက်တယ်ဟုတ်ပြီကွာ အိုကြီးတက်တာရလားဗျာကျွန်တော်တို့ကလည်းလေအိုကြီးမသိလို့ပါဗျာအိုကြီးအချင်းနေမကောင်းရင်ဥကျော်သူကခေါ်လိုက်ရတော့မလား တခါရဲပို့တော့မလို့လားအေးဖုန်းရောက်ပြင်ပြီလား အေး မင်းတို့ကောင်းရေဝဲဒီပုံစံစားနေကြတာလား ဟုတ်ပါဦးအိုကြီးရဲ့မင်းသားကြီးဥကျော်သူကဒုက္ခစေကအဲ့ဒါကိုပြောတာသူတို့မှလူနာတင်ကားရဲ့ရှိတယ်အဲ့ကားရဲ့ခေါ်ပေးရမလားလို့မေးတာပါဟုတ်တယ်နော်ဟုတ်တယ်တော့မအောင်ဝင်ကြည့်ခိုင်းရေးထားပြီးသားတော့ထိုးနောက်တာမျိုးဘယ်တော့မှမဖြစ်စေရပါဘူးဆိုတဲ့ကြည့်တော့ပြီးတော့ ဟုတ်ကဲ့ဟိုဒါနဲ့ဟိုကြီးနောက်ဒါမျိုးမဖြစ်စေရပါဘူးဆိုတော့တခြားအရာတွေဖြစ်လို့ရတယ်ပေါ့နော်ဥပမာအုတ်ကြီးမုတ်တာလုပ်ထားတာတွေကိုစန္ဒဖော်ထုတ်တာမျိုးတို့အင်ုံခဲနဲ့ထုတာမျိုးတို့တန်မုံတီးတာမျိုးတို့အဲ့ဒါမျိုးတွေကိုပြောတာပါဗျ ဟောဒါတော့ကွာမကောင်းဆိုးရတယ်မြန်မာနှစ်စံတရနေ့မှာဘေးရုပ်ပြီးမောင်းထုတ်နေကြပဲလှုပ်တင်တာတော့လှုပ်ရမှာပဲအုတ်ကြီးအုတ်ကြီးကိုမကောင်းဆိုးပါလို့ပြောတဲ့အဓိပ္ပာယ်လေဟေးဟုတ်တယ်လေဟုတ်တယ်ဒီတော့ဒီတော့အားကောင်း ဦးကြီးကျွန်တော်တို့ကလေမှားယွင်းပြီးလောက်တော့မိမှဆိုလို့တခါလေးရှင်းအောင်ကြိုးပြီးမေးထားတယ်ဟောပါဦးကြီးဟုတ်ပါတယ်မြန်မာစကားရှိတယ်လေမသိမေးမစင်စေးတဲ့အမေဖျားလောက်အဖြေနွားချောင်းသားတဲ့ ဘာကောင်းပါ့ကွာ မြန်မာပြည်ကကောင်းပါအဲ့ဒါမှဖြစ်ပါကိုထားနဲ့ကိုပဲလေ တော့လာစီပြီးနွားကြောင်းတာ ဒီကွာဘာလို့တော့ရအုတ်ကြီးကအုတ်ကြီးကျိုးတင်မင်းနဲ့နိုင်ရထားတဲ့အုတ်ကြီး ပြီးပါတယ်ခင်ဗျကျွန်တော်တို့လက်မှတ်ထိုးပြီးတစ်စိတ်တုံးထုပေးရအောင်မလားခင်ဗျ မလိုဘူးလက်မပဲထိုးသေးသေးချာချာထိုးရော့ ဦးကြီးသမီးကဘာမှထုံးပါ မင်းတို့အောင်မှာထိုးမှာဟာယောဘာလို့ဟာဘာသမီးရောက်ပါလား မင်္ဂလာရက်မြတ်လက်မှတ်ထိုးရတယ်မှားသွားလို့ပါဗျာကျွန်တော်ပြန်လို့ရတယ်။အကြီးဟိုဝင်ခံကြိထိုးတဲ့အတွက်ကျွန်တော်ရက်ွက်ကိုရန်မုံဝင်ပေးရအောင်မလားခင်ဗျာ။အရင်တော့ဟိုအဲဇင်းတို့ထောက်ခံစာတို့ယူသလိုမျိုးပေါ့လေ ညာလေးကောင်းလေးပေါ့ဟာမဟုတ်ပါဘူးမပေးရဘူးမလုပ်ဘူးပေါ့ သူတို့ဆုံးမစကားလေးပဲပြောလိုက်အောင်လေ ဟေးကောင်းပြန်ပါဟောမင်းတို့ယူတာပန်းလာပြီဒါပေမဲ့မင်းတို့ကအုံတော့မရှိဘာမှမစူးစမ်းမနေလာပဲနဲ့ထင်ရမြင်ရလေးစွတ်လို့အဲ့ဒါမကောင်းဒါကြောင့်နောက်ဆိုရင်ဘာမဆိုအထင်မြင်နဲ့မလုပ်ပဲတေးသေးချာချာစူးစမ်းမေးမြန်းပြီးမှလုပ်ကြားလား ဟုတ်မကားပါမယ် ကဲငါပြောတဲ့အနှစ်ချုပ်ကိုပြန်ပြောသား နောက်ဆိုရေးပါမယ်ဆိုအချင်းချင်းနဲ့မလုပ်ပဲတိတိကျကျစူးစမ်းမြင်ပြီးမှလုပ်ရပါမည် မမေရမင်းပြန်ချက်ထားလို့ ကဲအဲ့တော့သွားတော့ပြီးကွာ ဟိုနေပါစကြားကြငယ်ပြီ ဟဲ့ဘာမှလဲ ဘာမှမကြပါဟာငါအဲ့လိုပြောမှနေရရက်လိုက်ပါလေငါတမင်ရွှီးလိုက်တာဟုတ်ငါနေကိုစကားပြောချင်တော့ဟာ ငါနေနဲ့ပြောစရာဘာအကြောင်းမှမရှိဘူးနင့်လိုအလုံးမရှိအကန့်မရှိတွေ့သမျှမိန်းကလေးဖွင့်ကြောင်းအရက်တော့ဖဲရိုက်ရန်ဖြစ်နေတဲ့ကောင်ငါအဖက်ကိုမလုပ်ဘူး ငါတော့အဖက်လုပ်ချင် ဟာငါရက်ွက်ရုံသွားတိုက်မှာနော် ဟိုတွားတိုင်လေဟာဟိုငါဖေကအုတ်ကြီးငါအုတ်ကြီးရဲ့သားခဏနေပါဦးမလုပ်ဘူးဟိုငငါ့ကိုချစ်တယ်လို့ပြောမှငါလှုပ်မယ်နော် တော့သိလိုက်ပါလား နေနေဆိုရင်တော့ဖြစ်တယ်နေရင်တူတူနေမယ်တေရင်လည်းတူတူတေမယ်ဟာ ယူနေလားလှက် မလုပ်ဘူးဟာ လှက် မလုပ်ဘူး ပြုတ်ပါလေခုမစ ပါစော မလုပ်ဘူးဟာ သူ့ဖြိုးဆွဲလိုက်ရလားနေရော အော်ဒီကောင်ညသုံးပြိုးရရဆဆထီရတယ်လို့ဝါ ရောက်ဖဲကွာနေစမ်းပါဝေးရောက်နေစမ်းပါအခုပဲအုတ်ကြီးကပြောလိုက်တယ်လေဘာမဆိုအထင်မြင်နဲ့မလုပ်ပဲတေချာစူးစမ်းမေးမြန်းပြီးမှလောက်ရမယ်လို့မှားလိုက်တယ်လေကွာဟာဟုတ်တယ်ဟောတော့ဒီလေးထောက်တော့ဒါသုံးမှဖြစ်တယ်အဲ့ဒါဆိုလဲတေချာစူးစမ်းမေးမြန်းကြည့်ရအောင်
ဖြေပေးပါမလုပ်ဘူး ဘာဖြစ်နေတာဆိုလာကြတာလဲဟမ် ရှင်မသူငါလက်ကိုအတင်းဆွဲနေတယ် तू ကဟိုကျမလက်ကိုဆွဲပါအဖြေလေးပေးခြင်းလို့ပါဆိုဆွဲရတာ ဘာကွာမေးကွာငွေမို့စိတ်ကိုရောက်ငါတို့တေချာမင်းများစူးစမ်းပြီးမှသုံးဖြတ်မလို့ပြောယူလေโอเคလေဒါဆိုမင်းကသူ့လက်ကိုဆွဲတယ်ဗောဟုတ်လား ဟုတ်မလားဟဲ့ငါယုံနေတာလဲနင်တို့မြင်ရတာနဲ့သူငါလက်ကိုအတင်းဆွဲထားတာ ဟောမင်းတို့ကလည်းကွာဟိုဘယ်ဆိုတော့ကျမကိုချစ်ပါကျမကိုနမ်းပါကျမလက်ကိုဆွဲပါလို့တော့တခြားလူဝန်ခံမှမလဲကွာ နေဒါဆိုမင်းကခုနကသူ့မျိုးလက်ကိုဆွဲတယ်ဘယ်လိုဆွဲလဲငါတို့ပြန်ဆွဲပြ ဒီလိုဆွဲတယ်ကွာ ရှင်မ တို့မျိုးတိနေငါတို့မင်းများစူးစမ်းဟုတ်ပြီဒီလိုဆွဲတယ်ဒါဆိုရင်ငါတို့ခုနကတော့မမြင်လိုက်ဘူးဟိုနင်းသွန်းပြိုးရဲ့ခါရောကင်လေးလား ကင်မလို့ပဲမင်းတို့ရောက်လာလို့မကင်လိုက်အောင်ခါကင်ပြီးရင်တော့နောက်တစ်ဆင့်နေနေတော့ ဟုတ်ရှောက် သွန်းပြိုးငါတို့ကတေချာတိကြအောင်မင်းများစုံစမ်းနေတာကိုကြီးပါဟုတ်တယ်အုတ်ကြီးကဘာမှအထင်မင်းနဲ့မလုပ်နဲ့လို့မှားလိုက်တယ်တိကြတေချာလို့ရှိရင်အေးအေးဆောင်အောင်ပေးမှာပါကဲဟုတ်ပြီဟာကိုကျော်ခုနကမင်းပြောတယ်လေဟိုငါ့မလာခင်လက်ဆွဲတယ်ပြီးတော့မင်းခါကိုကင်မယ်ဆိုတော့အကယ်၍များငါ့မလာခင်မင်းခါကိုကင်မယ်ဆိုရင်ဘလို့ပုံစံကင်မလဲဆိုတာကိုငါတို့မြင်အောင်တစ်ချက်ကင်ပြအောင်ဒီလိုလုပ်ရတယ်ကွာဟုတ်ပြီအဲ့လိုကင်ပြီးဘာသက်လုံးမလဲဘာသက်လုံးမလဲငါ့မလာသေးဘူးကွာ ဒီလိုချင်းတို့ထည့်လိုက်တော့ အေးရကိုကျော်ရဟောမြင်ပြီအဲ့တော့ဖိုးချိုမင်းကဒီပုံစံကိုကြည့်ရရင်တွန်းပြို့အလုံးမတူပဲနဲ့ထီပါစော်ကားတယ်ဆိုတာသိကြတယ်အဲ့တော့မင်းမအပြစ်ရှိတယ် ရှိတယ်အေးဟုတ်တယ်ငါလည်းအလုံးမတူပဲလာပြီးတော့ရစ်ကြောရှင်နဲ့မင်းတို့အပြစ်ပေးမယ် အလကမတုံးနေငါကြောင်နေနင်တို့ကငါ့ကိုဝင်ခဲ့ပြီးခုံငါရှောက်ပါအောင်ဆုံးမလို့မတီးလို့မှာအခုတော့နင်တို့အားကုန်မှာငါ့မှာလက်နှခါအဆွဲခံရတယ်ဒီခါနဲ့အကင်ခံအဖက်တောင်းခံလိုက်ရသေးတယ်ဘာမှသုံးစားမရတဲ့ကောင်တွေချီးပလိုက်နေဟဲ့ ဟိုကသွားပြီဘာမှလုပ်လဲကွာအုပ်ကြီးပြောတဲ့နေလောက်တာပဲဟာ ပြင်းမှုထေရှားတယ်တေးကြတယ်ကွာသုံးပြိုးကမူမာတော့မဟုတ်ကြားတဲ့ဟိုကောအမြတ်ထွက်သွားတယ်တွန်းပြိုးလည်းဖတ်သွားတယ်ငါတို့လည်းထိုးသွားတယ်ဒီတိုင်းဆိုတွန်းပြိုးသူ့အမေဒေါ်အကျဲကိုပြန်တိုင်မဲ့ပုံပဲငါတို့ကပွေပြီးစရာပဲ သုံးစားမရတဲ့ဟာတော့တော့ပြောရလေကွယ်စနားလေးကကောင်းပါလေတပည့်စိတ်ဝင်စားဖို့လည်းကောင်းတယ်ရီလဲရီရအမေကလေအဲ့ဒီရုပ်ရှင်ကိုပြောနေတာမဟုတ်ဘူးအမေတမတ်တွေကိုပြောနေတာ ဟင်းအမေကသမီးကြောက်တယ်မွေးထားတာလေတမက်တည်းဆိုတော့ညယောက်ျားမနေရယူထားလို့လေ အမေပစားပေးထားတဲ့ဟိုတောသားငတုံးသုံးကောင်ကိုပြောတာစိတ်တူလုံးလို့ပြောတာရွေ့ပြောတာ ဟာလေရွှေမိုးတို့ကညီကိုနောက်လိုက်ပြောင်းလိုက်ပြန်ပြီလား နောက်တာပြောင်တာထက်စိုးတယ်အမေသမီးမှစိတ်တူလုံးလို့တွေးသမျှကိုကုန်းကိုက်ပလိုက်ချင်တာတကယ်ပဲ ဩဘယ်နဲ့လူစင်စစ်ကနေခွေးစိတ်ပေါက်သွားရတာလေကဲဘာဖြစ်လာလဲအမေကိုပြောစမ်းပါဦးအေး အမေလက်ဖက်သွားဝယ်ခိုင်းလို့သမီးသွားဝယ်တယ်လေအဲ့ဒါအပြန်မှာ အဲ့လိုလားသူတို့ကောင်ကညီကနှစ်ခါတည်းအစွဲခံရတာပေါ့လေဟာလားဟာလာစမ်းပါစေငါနဲ့တွေ့မယ် တော်လေးကျဲတော်လေးကျဲဟိုထမင်းစားပြီးပြီလားလို့ ကျမ်းမာသာပတိချမ်းသာဆိုရှိနေကြပုံပဲနော်တီဗီလေးပါလေမကြည့်ကြဘူးလား အိုးဗျအမေလိုချစ်ရပါတယ်တော်လေးကျဲဘာတွေပြောဆိုတိုင်ပင်နေကြတာတုံး ခုပဲနေတော့ကြောင်ပြောနေတာဒီတော့ဘာကောင်းလဲ ကျွန်တော်တို့ကောင်းတာဒေါ်လေးကျမသိဘူးလား ဟာ ဟုတ်ပါဘူးဒီလိုကကျွန်တော်တို့တော့ကဒေါ်လေးကျတူလို့သားလို့ဒေါ်လေးကျပြောမနာဆိုမနာဆဲမနာအဲ့လိုပဲနေကြတယ်လို့အဲ့ဒါကိုပြောတာပါ ဟုတ်ပါလေဒေါ်လေးကျဆွဲနေနေလေကျွန်တော်တို့ခန့်ကြတဲ့ဥစ္စာဘက်ခောက်ကိုပြောတာဘက်ခောက်ကိုရွှေချောင်းဖျောင်းမသိလူချောင်းပေါင်းမသိတဲ့ဒေါ်လေးကျတို့ကျွန်တော်ပေါင်းတာကြားလာပြီလေဗျာကျွန်တော်ကောင်းတာဒေါ်လေးကျမသိဘူးလား ခွဲအောင်လေးထိတ်ရလေဆိုပြောနေတယ်ခုနကတော့ငါတပည့်ကိုငရှုပ်ကလိုက်ပြီးနှောက်ရှက်တာကိုနင်တို့ကမကူညီပဲနဲ့လူမိုက်အားပေးလုပ်တယ်ဆို အမဟုတ်တာလူမအားပေးမလုပ်ပါဘူးဗျာဒါတက်တက်ထင်လွဲနေတာ ဘာထင်လွဲတာလဲပြောင်းလင်းပြောင်းသားမလုပ်နဲ့
နင်တို့တွေဝင်လာမှငါနှစ်ခါပြန်အစွဲခံအဖက်ခံရတာလေ တုံးဖြို့အဲ့ဒါနေကန်ကောင်းတာ ဘာ ငါတို့ရောက်လာလို့ဘာနဲ့ကိစ္စပြပြီးပုံပြေးတာမဟုတ်ရင်နာမည်ထောက်ပါတော့ဖြစ်ဖြစ်သွားမှာ ဘာနဲ့များထောက်မတော့လဲ စိတ်မဆိုးပါနဲ့တွန်းချိုးရဲငါတို့ကလည်းနင့်ကိုဝင်ခဲ့တာပါနင့်ကိုဝင်ခဲ့နေငါတို့တော့အထိုးခံရသေးတယ်လေဟာ တော်စမ်းပါနင်တို့အတုံးမကြလို့ဟိုကောင်စော်သွားတာအမေသမီးကအဲ့ကောင်တွေလုံးဝကြည့်လို့မရမောင်းထုတ်ပလိုက်တော့ မျိုးပြဿနာပဲကွာ အဲ့ဒါပြောတာဗောဇရာရှုပ်တော့ပြားတုတ်တယ်ဆိုတာ မင်းဘာတိုင်းလို့လဲ ဆိုင်နေငါလေနင်တို့တူလို့သားလို့သဘောထားပြီးငါရဲ့အိမ်ကိုငှားထားတယ်သဘောလည်းမယူဘူးအိမ်လားကလည်းအကျွေးငါလည်းကောင်းတယ်လို့ရှာကြည့်တယ် မရှိပါဘူးဒေါ်လေးကျဲဒေါ်လေးကျဲကလေကျဲတာလေးတစ်ခုပဲဒေါ်လေးကျဲဘယ်တော့ကောင်းလဲဆိုတော့ကျွန်တော်တော့ကိုတွေ့ ဘာကောင်းတာပို့တွေ့ဘာကျေတာလဲ မဟုတ်လေကျွန်တော်ပြောချင်တာဟုတ်တယ်လေဟိုဒေါ်လေးကျဲအတန်လေးကျဲတာတစ်ခုပဲလို့ဟိုစိတ်သဘောမနှောအရန်ကောင်းတယ်လို့အဲ့ဒါကိုပြောတာပါဟာဒေါ်လေးကျဲ ဟုတ်ပါတယ်ခင်ဗျဟိုဒေါ်လေးကျန်လေးဒီလောကကြီးမှာအကောင်းဆုံးပဲကောင်းတော့မှ9လောက်ရှိတယ်ဟို KTV ကကောင်းမလေးတော့ဒေါ်လေးကျန်တော့မကောင်းဘူးမင်းရောချက်ပါနော် သိတာဗောဒါအမှန်တရားပဲလေစားစိုးတောင်းရှိသေးတယ်အဲ့ဒီဝင်ကလည်းဒီဝင်ကန်နဲ့ဘာဒီမနေမသိလို့လားအဲ့ဒါမိမတွေကောက်ဝင်တယ်လို့ပြောတာ တော့နင်တို့ကငါ့ကိုညှောက်လိုက်ချလိုက်နေငါချီညှောက်ချခံနေရတာငါသမီးကိုနင်တို့ရဲ့နှမလေးတို့စောက်ရှောက်ပါလို့အပ်ထားတဲ့ဟာကိုနင်တို့အဲ့လိုလုပ်ရလားလာပေါ်လာတယ်နင်တို့အိမ်ဝါစင်အိမ်ဝါစင်လို့ပြောနေတာ တောင်းပါပါလေဒေါ်လေးကျဲဟိုကျွန်တော်တို့မှားသွားပါတယ်ဗျာမှားသွားပါတယ် အုတ်ကြီးဆိုတဲ့သူကတောင်ပြောမြောက်ပြောတာအဲ့ဒါသူပြောတဲ့ကျွန်တော်တို့ကရှောက်လို့မရပါဒေါ်လေးကျန် ဟုတ်ပါတယ်ဗျာကျွန်တော်ဒေါ်လေးကျဲကိုဘယ်တော့မှမစော်ကားခဲ့ဘူးပါဗျာ မရဘူးသွားပြီးစလေပဲ ဒီခါလေးတော့ခွင့်လို့ပေးပါဒေါ်လေးကျဲ ဘာလို့မဆွဲတာလဲ တောင်းပါပါလေဒီခါမဲဆွဲရှုပ်ပြပြပါ ဘယ်လိုလဲငါတို့ကြောက်လို့တို့ရခဲ့ကြအောင်ပါဘူးအမလေးခေါက်တော့မယ်ဟဲ့ ရောက်ဒေါ်လေးကျဲခွင့်လို့မှမမတို့ကျွန်တော်တို့ကတော့ ဘယ်လိုချင်လဲ တောင်းပါပါလေတောင်းပါပါလေခွင့်လို့ပါတခါရဲပါဒေါ် ဟေးခွလို့တယ်တို့လည်းပြော ဒေါ်လေးကျဲတကယ်ခွင့်လို့တယ်နော် အဲ့တော့ဒေါ်လေးကျဲကိုချစ်နေရတာဒါမှရောက်ကမကြီးကွာအမေလို့ပြောတာ တင်းတော့လေတကယ်ကောမနိုင်ခက်တင်ရတော့တင်ရတော့ တော့ဝင်တော့ဒေါ်လေးကျဲဒါကျတော့ပြီ အမလေးအယူလေးတွေလို့ပြောရမလားအမြန်းလေးတွေလို့ပြောရမလား ပလက်ကျွတ်တယ်မေပလက်ကျွတ်တယ်ဟာအားရပြေသွားပြီ ဟဲ့တကယ်တော့လေဒေါ်အကြီးကြီးကအပြောတာကျမ်းတာနော်စိတ်ရင်းမနှောတော့တော်တော်ကောင်းတာကြီးဟုတ်လေလေဒေါ်အကြီးကြီးနဲ့တွေ့ရတာဒါကံကောင်းခြင်းလက်ဆောင်ပဲဟုတ်တယ်ကွာဒေါ်အကြီးကြီးကလေငါတို့မိဘမဲ့ခင်ရတော့ကအုတ်ချုပ်ရီမှုဆရာမဒေါ်သေးဝါလို့ပဲစူလိုက်ငေါက်လိုက်တာလေသူ့ပြင်နေအောင်မရှိဘူးအေးအကျွေးမွေးကလည်းရိတ်ရောလားမမေးနဲ့ မင်းတို့ပြောမှပဲဆရာမကြီးတော်သေးပါအောင်တတိရလိုက်တာမှန်တော့ဆရာမကြီးကငါတို့ရဲ့အမေကွာနှုတ်မတိုက်ရင်တခုပဲ ဟေးကွာငါတို့လည်းဆရာမကြီးကိုတော်တော်လေးကိုဒုက္ခပေးရနော်ဟင်းခိုးစားတယ်မုံခိုးစားတယ်ငါတို့ခိုးစားမှလည်းသိတယ်သူကမစူရမရရနဲ့ဘာလို့မှမသိဒေါသကြီးထွက်လာဒေါသဘယ်ထွက်မှလည်းမသိတော့အီးပဲလိမ့်မောက်တော့တာ ဟဲ့အဲ့ဒါဒေါသလမ်းကြောင်းပြောင်းတယ်လို့ခေါ်တယ်ကွာအပေါ်ကထွက်မြတ်လို့အောက်ကနေထွက်လိုက်တာ အဲဒါမင်းတို့မမိသေးလားငါတို့တရေတင်ပြီးဆရာမကြီးလန့်သွားတော့ပါလေတတိမိတ်လည်းပဲပြီးနာတော့အတော်နိုင်နေကြရတယ်မမိတာပေါ့ကွာရှော်ပင်းနေငါတို့ဒီမှာတလေးချီးဒါတော့ဦးမေးတွေတော့တော့ပရဲလို့ထင်တာပေါ့အော်ဟေးအကြောင်းတွေပြန်တွေးကြည့်ရင်တော့တကယ်တမ်းတော့လွမ်းစရာကြီးပဲကွာနော်တကယ်တမ်းတော့လေအဲ့အကြောင်းလေးကငါတို့တော့ကျေးဇူးရှင်ပဲငါတို့လူတစ်လုံးသူတစ်လုံးဖြစ်အောင်လုပ်ပေးခဲ့တာလေအဲ့ဒီအကြောင်းလေးမိဘမရှိတော့တဲ့တကောင်ကျွဲငါတို့မိဘတွေလိုမေတ္တာပေးခဲ့တာအဲ့ဒီဆီယာမကြီးနဲ့ကျောင်းကဆီယာမတွေပါပဲကွာတကယ်တော့သူတို့တွေကငါတို့တွေအမေတွေပါပဲကွာ ငါတို့ဆရာမကြီးကိုတစ်ခါတော့သွားကြောကြရင်မကောင်းဘူးလား ဒီကောင်းတယ်ငါလည်းအဲ့ဒီစီစဉ်ထောက်ခံတယ်ဒါပေမဲ့လောလောဆယ်တော့ငါတို့ပတ်စံအရင်စုမှဖြစ်မယ်ကွာဟိုကျောင်းလေးကိုပြန်ပြီးတော့ဆီယာမတွေသွားကြောရင်လက်ကြီးသက်သက်ဆိုရင်တော့မကောင်းဘူးထင်တယ်အေးဒါဆိုလေငါတို့ဒီဘက်ကျွတ်သွားကြောအောင်လေငါတို့ကျောင်းလေးလည်းလွမ်းပြေးကြည့်ရတာပေါ့
ရှင်မိုးနဲ့မမိုးဒေါ်ဟာကျဲကြီးကနော်လူကောင်ညှက်တာလွဲလို့ရှိရင်ဆရာမကြီးတော်သေးပါနဲ့တော်တော်တူတာကွာအာကျဲတဲ့နေရာမှာတော့အတူဆုံးပဲအေးတူတယ်အဲ့ဒါမဲ့ဒေါ်ဟာကျဲသမီးတွန်းချိုးလေးကတော်တော်ချစ်စရာကောင်းတာကွာငါတို့ရဲ့တန်အောင်လည်းတော်တော်ခံရရှာ အိုက်ဒီယာဆိုးတဲ့ထံကိုလေငါသူ့ကိုပေးချင်တာ ရမင်းတိတ် overting နေဖြောမနေနဲ့သူ့မိဒေါ်ဟာကျဲကြီးတိလို့မင်းကိုစက်ပြန်နေပုတ်နေတယ် ကျိုးကမင်းကဘာကြီးလဲစက်ပြန်တယ်ကိုရိုင်းလိုက်တာ အေးလေကွာငါတို့ကမိဘမဲ့အကြောင်းထွက်လာလို့ရိုင်းနေဖြစ်နေဦးမှာ မင်းတို့ကလည်းကွာငါရိုးလေးပဲပြောတာပါဒေါ်ဟာကျဲကြီးပြောဘူးတယ်လေလက်ကိုစက်ပြန်နေဆေးလို့ရအောင်စိတ်ကိုဖြူစင်တန်ရှင်းအောင်စက်ပြန်နေဆေးလို့ရရင်တိတ်ကောင်းမှာပဲတဲ့အဲ့သဘောပြောပြ ကဲငါတို့လည်းနားအောင်လေကွာမနေ့ကျရင်ငါအစိုးရလုပ်ပြီးသွားကြအောင်ကဲအေးရောနော်ကဲ good night good night မင်းကောင်းငါပဲပြီ ဟောရော ပေးရမှာမချစ်တယ်ဆိုမပေးဘူးမပေးလို့ရှိရင်ကိုနဲ့ကိုနဲ့တက်နေရအောင်ဒေါ်လေးတွေတက်တိုင်းမှာနော်ဟုတ်တယ်လေဆက်ပါပြီပေးမယ်ဒီပေးပါဒီပြန်တော့ ဝါ ဖြူပါလေးကနှင်းနေရပဲ နိုင်မလေးတော့ပြတ်ပါပြီကွာ ရှင်မို့ငါလည်းအိမ်မက်နေတာကွာ ဟမ် အိမ်မက်ထဲမှာလေသွန်ဖြူကိုလေ ငါလည်းအိမ်မက်မက်နေတာပဲအိမ်မက်ထဲမှာသွန်းပြိုးပါကိုနန်းလို့ဤစော်နန်းနေတယ်လက်ဆက်တော့ရွှေမိုးရဲ့ဘာဖြစ်နေရအောင် အောင်းလို့နောင်ကုန် မီလုံးတားချက်ကောပါရဲ့လား ပါရဲ့မမေကြီးဆရာတိုက်တဲ့တက်ကြော်နဲ့အမင်းကြော်နဲ့ပါပါတယ် ဩအေးကောင်းတယ်ဟဲ့ရွှေမလေးတို့လည်းမရမလာကြသေးဘူးလားဒီမှာအစင်သင်းဖြစ်နေပြီ လာပြီနာမီရဲ့ သားလေ Good morning သားသားညတော့ကလေအိမ်မက်လာမဲ့လားသား မနက်ကလေမမီသားအိမ်သာတက်တာကြာနေလို့နောက်ကျသွားတာအမ ဩအေးသမီးကေတီ ရှင်းပါမီ ညီလေအင်မတန်ကိုကံကောင်းတာနော်သားလေးကလေအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားပြီမဲ့ညီကိုချစ်လွန်းလို့ညီနဲ့အတူနေဖို့ပြန်ရောက်လာတာအေးညီကလေတလင်တဲကိုနှစ်ဘဝပေါင်းရတာလဲတဲ့ကုသိုလ်လားအေး ဟုတ်ပါတယ်မမီရဲ့ သားလေးကလေမမီကိုအိမ်မက်ပေးတော့အစတော့မမီကရုံးပုံမယုံတာဂျက်ကီလန်လေးအိမ်ကိုရောက်တာသားလေးပြန်လာတော့တကယ်ပဲလို့ယုံကြည်သွားတာသူပြန်ရောက်လာတဲ့ညမှာပဲမမီကိုအိမ်မက်ထပ်ပေးတယ်သမီးကိုမမီရဲ့ကုမ္ပဏီကိုတဲ့စီးပွားနဲ့အောင်လုပ်ပေးမယ်တဲ့သူ့ဇနီးကေတီကိုအရင်ကတည်းကလက်ဆပ်ပြီးချစ်ပါမယ်တဲ့သမီးရဲ့အော်ကြီးစရာလည်းပြောတော့ဒီသမီးလားအရင်တော့ကလေသမီးလေးကိုအပေါ်တစ်ခါပေးတယ်တဲ့အခုနှစ်ခါပေးပါမယ်တဲ့သမီးရဲ့ကျေးဇူးတင်ပါတယ်ဆရာမကြီးလားအော်အပေါ်ပေးရလားမမ
ရင်တော့အသားလေးတွေးသွားအောင်ပြောင်းသွားပြီဆိုတော့ငါသားလေးအပေါ်မှာမညူလူရဘူးနော်အရှင်တုံးကလိုပဲတရားဝတရား၅ပါးကျေးတဲ့သိအရင်ကလိုပဲငါသားလေးကိုအိမ်ကူးနဲ့လို့ပြောထားပြီပြုစုလို့ကြည့်ရမယ်နော်ပြန်ပါလို့ငါပြေလို့ရှိရင်ငါရဲ့ပြေလို့ဒီလိုလေမြန်တော့ပဲလားမှာချစ်ချစ်ခင်ခင်လေးစီးပွားတဲ့အောင်ကြိုးစားကြအေးငါသားလေးရဲ့အပေါ်မှာလေမယားဝတရားမကြေပြောတာတို့ညီဟောက်ပြန်တာတို့ဖြစ်လာရင်တော့ဘာတခုမှမပြောင်းဘူးနဲ့တော့ဟုတ်လားဟုတ်ပါရဲ့ကဲစားကြရှိတာစားမယ်ကုန်ပြီသွားဖို့ပြင်တော့ငါမလဲတော့အမွေလုံးချင်တယ်လင်ဝင်သားခွေကိုလင်းလို့ဆက်ဆံနေကိုကျွေးရတယ်ကြီးပါပေါ့ဆဲဆိုမဟုတ်ပါဘူးဟိုလေအင်ဂျီပါတေချာလဲပြီးနဲ့တန်းတွေပါတွေ့မှာဆိုလို့ကြည့်ပြီးနေတာအဲ့ဒါတန်းတော့င်းနဲ့ရှားသွားလားနာသွားလားလို့မီးနေတာအခုအဲ့လဲပြီးသွားပြီလားဝစားပြီးသွားပါပြီဒါပေမဲ့လေဘာဖြစ်လဲဒါပေမဲ့ boss ကတီးပန်းသွားတယ်အဲ့ဆိုရင်လေညီကတော့ကန်ထူးတာပဲ boss ကညီကိုချစ်လို့စုပေးတာရှင်ဒါစုပေးတာဒါပေမဲ့သူ့ပြမလဲစရာအဝတ်ပုံမပါဘူး boss ရဲ့အပုံမပါလဲဘာဖြစ်လဲ boss ရဲ့တီးကလေရင်မွေးဖြတ်နှလုံးမှုေးနေတာပဲဥစ္စာကုမ္ပဏီရောက်ရင်တော့လေညီစွတ်ထားတဲ့ရင်မွေးကဘာလဲလို့တော့ဝိုင်းမေးကြအောင်မကဲငါရဲ့ file နဲ့ laptop တွေအကုန်ထည့်ယူလိုက်လားဟုတ်ကဲ့ပြီးပါပြီအဲ့ဒါသွားမယ်ဘောလာပြီဟဲ့ဘောစတင်ရလာပြီလေဟဲ့ကြားတော့ဘူးပြောမာတယ်မနာပြောလိုက်ပဲဥစားမင်္ဂလာပါဘော့အားကြဘူးငါရုံးကနေခဏလိုက်အဲ့ကြည့်တယ်အဲ့ဒါပါလေဟိုလေကျမမောင်တဲ့ကိုပွေ့ချထားတဲ့ပုံပါဘယ်နေရာမှာစပရိုကန်ထဲမှာပါမဟုတ်ပါဘယ်နေရာမှမဟုတ်ပါဘူး boss ဘယ်မှာမှမဝင်တာဘယ်လိုဖြစ်တာလဲဖြန့်ချီရေးတောင်းခံအပြူရရုံးကူကောင်းလို့မုတ်ပေးကြိုက်တာထမင်းကျွေးပြီးကြိုက်တာပါမဟုတ်ပါအဲ့လိုလည်းမဟုတ်လို့ပြောတာပါဟိုကျမနဲ့မောင်တဲ့နဲ့ဘာမှမဖြစ်ပါဘူးလာကြဓာတ်ပုံနဲ့အတိအကျတက်သိရတာတော့ညီကပြောင်းနေခြင်းသေးရလားဒီဓာတ်ပုံကလေညီစပွဲပုံကရဟိုလေဟိုအဲ့ဟာလေဟိုကွန်ပျူတာနဲ့ထက်ညက်တက်လောက်ထားတာ boss ဟမ်တော်ပြောဒီကိုခဏလာတယ်သူပြောတာဟုတ်လားလို့လာကြည့်ဟုတ်ကဲ့ပါ boss ဟုတ်ပါတယ် boss ဒါကွန်ပျူတာနဲ့ Photoshop လုပ်ထားတာဟိုစိတ်ကူးရင်ုံလေးပါ boss လာကြဘူးညီကအဲ့လိုလုပ်စီရလားဟမ်ညီကလေငါကုမ္ပဏီဝန်ထမ်းတွေစီးရဲမတွေအားလုံးထဲမှာအကြီးဆုံးညီတက်ကြီးတာဘယ်လိုရှိလို့လဲညီကဓာတ်တူးမှလည်းအကြီးဆုံး
အသက်မှာလည်းအကြီးဆုံးအဲ့တော့မှဒီလိုရွာဖို့ထိုးစရာလားငါကုမ္ပဏီမှာဝန်ထမ်းချင်းမကြိုက်ရဘူးမယူရဘူးလို့စီကံထုတ်ထားရနော်သူ့ကြာလူနဲ့အားမရလို့ခွေးနဲ့12ပါးသွားနေပြီတော့ကိုချင်းစာစိတ်ကိုမရှိလာကြတယ်ညီစိတ်ထဲမှာငါမကောင်းကြောင်ပြောနေရလားဟုတ်ပါတယ်ဟာမဟုတ်ပြောလာကြတယ်ညီကငါကြည့်လို့မရတော့ဘူးနော်ထောက်ပုံပုံစံတင်နဲ့ခက်ကြည့်မယ်ဓာတ်ကြော်ညာတော့နင်ပါရီစီစဉ်ထားပြီးပြီလေဟိုက boss ကိုအစည်းအဝေးမှာတင်ပြထားတဲ့အတိုင်းရွှေလက်မီဒီယာနဲ့ဆက်သွယ်ထားပါတယ်ဟဲ့ဆက်သွယ်ထားရုံနဲ့ရမလားငါတို့ကဖက်ကြည့်ရတော့မှလေတီဗီကြော်ညာညွှန်နိုင်အောင်စူးစမ်းသွားတော့ဟုတ်ကဲ့ boss သွန်ပြိုညီလည်းတတိထားညီကငါ့ရဲ့ PA ဆိုတော့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအားလုံးနဲ့ညီစံပြဖြစ်နေရမှာညီကိုရီစားရပါရနေမလားမရပါဘူး boss အဲ့ဆိုလည်းပြီးရောသွားတော့ဟုတ်ကဲ့ဒေါ်လေးကျေရားတော့ပြောပါဟာမဟုတ်လေဟိုသူမတည့်တဲ့စက်ပြသုံးပြီးတော့ဟိုရားကြောက်သွားပြီအခုနောက်ပိုင်းလူလုံးကိုပြီးတယ်အများကြီးထွက်လာတာနေလည်းဒီကုမ္ပဏီမှာအလုပ်လုပ်နေတာပဲဟိုဘူးတူတာလည်းရှိနေတာနောက်ဆိုရင်လူလုံးကိုပြည်ပြီးပေးချရွေးပြီးသုံးခိုင်းပေါ့ရွှေမို့နေကဘာလို့အခုမှငါအမေကိုစိတ်အခုလဲဆိုတော့ဟိုနင့်မေကိုငါအမေလိုပဲပါသူကဘာပြောလဲငါမှအမေကြီးမရှိတော့ဘူးဟာပြီးတော့ဒေါ်လေးကျေငါတို့ကိုလည်းကောင်းတယ်ဒီအဲ့ဒါကိုအမေကြီးလို့ပြောတာအဲ့ဒါကိုပြောတာပါစကားကိုရှင်းရှင်းပြောဒိတ်ပဲကိုထွက်ဒီခါညာကိစ္စမတောင်းပါနဲ့လို့ကြည့်ငါတော့နင့်လုံးဝမကြည့်ဘူးကျင်းနေပါငါတို့အားလုံးအကုန်လေးပါလားပဲညာလားနင်းလေးလွဲကြော်တော့နော်သူမျိုးနေရေမွေးအစ်စ်စွတ်လာတာဟာမွေးလိုက်လားဟာအနံ့တော်တော်စူးရနော်ဗာလေဒီကုမ္ပဏီကအစ်စ်ထွက်တာပဲလားဟုတ်တယ်ဟေးဟုတ်တယ် boss ကိုယ်တိုင်ထုတ်လုပ်တာမနက်ကအိမ်မှာသူ့အဝတ်လဲပေးတော့ဖျားလိုက်တာဟေးငါမှလည်းအဝတ်ပုံမပါတော့ဒီနေ့တက်တယ်တော့ခွေးသိမ်းနိုင်တယ်ပဲနေနေရတယ်ရွှေမို့ဟေးနင်းနဲ့ကစ်ကစ်နဲ့ညိအာသွားသမားဟာအာရငါဆက်စလူးစိန်ဓာတ်ဘူးပိန်နဲ့ဘာကိစ္စညှိရမှာလဲဒိတ်ပဲမရှိရအော်ဒါနဲ့နင်ကဘာကိစ္စနဲ့ငါ့အောင်မေး boss ကမေးခိုင်းလို့နင်တို့เนี่ยအမြဲတွဲအပြင်သွားနေလို့စုံစမ်းခိုင်းတာတော်ကြကုမ္ပဏီနာမည်ပြတ်မှာစိုးလို့တဲ့ boss ကိုပြောလိုက်ပါဟာရွှေမိုးကလေမိမမရရင်ဖုန်းကြီးပဲဝတ်မယ်လို့အဲ့ကိကစ်ဆိုတဲ့တယောက်ကိုဘယ်နည်းနဲ့မှမယူနိုင်ဘူးလို့နောက်ပြီးတော့နင်လည်းစိတ်မပူနဲ့နော်အောင်မငါဘာလို့ပူအောင်ပါလဲနေသားသမားလိညာနင်သာလေနာမထနဲ့ဟမ်အော် delivery သားရမှာလားဟုတ်တယ်နည်းနည်းတော့နောက်ကျနေပြီပင်းလို့ခုနတော့ပြနေဘာပြောပြီးရှင်နေကြဩဟို boss အစ်စ်ထုတ်လုပ်လိုက်တဲ့ရင်မွေးအကြောင်းပြောပြီးတော့ရင်းနေကြတာပါဟမ် boss ကရင်မွေးထုတ်တယ်ဟဲ့ကလည်းသုံးနေလိုက်တာဟာသုံးညင်လားသုံးညင်နောက်နေ boss နဲ့ပေးတွေ့မယ်လေboss ကအဲ့ဒီရင်မွေးသူ့ကိုယ်တိုင်ဖျန်းတာနေ့အောင်ဆိုရင်တကိုယ်လုံးကိုဖျန်းပေးလိမ့်မယ်ဟုတ်လားကောင်းလိုက်တာကဲပါလောဆယ်တော့ကိုနဲ့ကနဲ့သွားကြမယ်ဟင်းမီမွန်ဟေးဘာလို့ပြောရလဲအော်ကတူဒီနေ့ပထမဆုံးဖြစ်မဲ့ဆိုင်နာမည်လေဟင်းမီမွန်နဲ့ဒီမှာမင်းသားနဲ့တောင်းတာတကြမင်းသားကိုသူကလုံးနဲ့ရိုက်
ဒါမင်းကိုမင်းသားဖြစ်စေချင်တယ် လာဟောအာစီရဲ့အာစီတပည့်လူသားပေးတာဟိုကကြီးတာ9လောက်ရှိတယ်ဟောရင်မန်းချက်ကိုပြောတာပါအာစီရဲ့အခုချိန်မှာတက်တက်တာဒါတွေကိုစီးမှုနေတာချိန်ကျရင် star ဖြစ်လာပါ ကဲအဲ့တော့မင်းရှာတဲ့တော့ကိုရိုက်နေတာပေါ့ချတာ အိမ်သာကနေရေမရှိလို့မဆေးဘဲနဲ့ထွက်လာတော့အနတ်တွေကကျုံနှာခေါင်းထဲကိုတန်းဝင်လာတယ်လေ တော်ပဲခမရကျုပ်စီကိုလာတာတော်ပဲခမရကိုကြွေးတောင်းပါ အဲ့ဖေးကျုပ်လည်းခမရစီကပတ်စံမရှိတာပါလား ပတ်စံကြွေးမဟုတ်ခမရကျုပ်ရဲ့သေးတောင်ကြီးတွေကိုထောင်ထဲပူလိုက်တဲ့အတွက်လက်တုပ်ပြန်ဖို့တဲ့ အော်ဘလို့လားရပါတယ်လောက်ကတော့စားပလင်းကပြင်းမောင်တော့အေးစေးပါပြင်းအောင်ပြင်းသေးတယ် Okay very good ဟာအစီဒေါစီကြီးလားမင်းဟာဒီတော့ရေပဲကားမလို့ဟာဒေါစီကြီးပဲကွာဒါမှမဟုတ်လားမသိဘူးလေဗျာခါတိုင်းတော့ပဲမန်နေဂျာချလာပြီးတဲ့တို့ကိုဆွဲရိုက်နေတာပဲဟာမင်းတို့ကပြဿနာပဲဂျာကြီးပဲပါလေဂျာကြီး လာမစရာလာပြီ နော်ဒီပါဒါကဘယ်လိုလဲဒေါစီကြီးတမ အဲ့ဒါဟိုကျွန်တော်တို့ပဲဝင်မ ဝင်မတော့အဲ့တော့ဝင်မ ဟဲ့ဝင်မစောင်းအမြလာလားဟဲ့ဒီတော့ပါတော့ ပြင်းကလို့လားလေ ဟင် ပြင်းကလို့လားအစ်နဲ့လှုပ်ထားတာစီးနေပဲရိုက်နေတော့အကွဲပဲအာစီ ဩစိတ်ညစ်လိုက်တာငွေဘူးရောဒါရုပ်ရှင်ရိုက်တာကွာတကယ်လူရိုက်တတ်ဖို့မဟုတ်ဘူးအဲ့ဒါမို့ဒုတ်တူကိုအသုံးပြုရတယ်အဲ့ဒါမို့မင်းကိုဒုတ်တူရှာခိုင်းတာငမိုးရဲ့ မသိဘူးလေဒုတ်ဆိုတော့တေးချအပြင်းပြင်းလှုပ်လာတာခုကြည့်ပါဘယ်လောက်ပြင်းပြင်းလဲ dry တိုင်းတော့ very good တဲ့ ငတုံးငပိတ်မင်းငါရှိရထားပါနဲ့မြင်မြတ်တော့ပါမင်းထုတ်နဲ့မင်းမိမယ်သွားလိုက်တော့မင်းသွားလိုက်တော့လှုပ်လိုက်မယ်ဟမ်တော်တုံးနေကောင်ငပိတ် အဲ့ဒါကြောင့်ဂျာကြီးကိုပြောတာရက်ကွက်တွေကပေါက်ခဲ့ရကောင်လေခေါ်မလာပါနဲ့လို့ပြောတာနော်အခုဘယ်တော့ဆေးဖို့လို့ဆေးငါခုချက်ချင်းခေါ် မားရခါလဲမားပြီမပေါ်ပြာဟယ်လိုနိုင်ရဲ့ကူညီမှုသိရပါလားခင်ဗျာ ဟဲ့ဘယ်ဆေးငါခေါ်ခိုင်းနေရော လောပါလို့ဆေးရုံကပါလားခင်ဗျာ ယောက်ကျုပ်ကအောက်ပြောကူလာတော့ကျုပ်နေတယ်အေးပြီးသေးဘူးလားနင်များလောက်သွားကြရရှိတယ် ပြီးခဲ့ပြီပါဒီမှာ3မိနစ်ပဲစောင့်ပါတော့ ဝါရီမောလုံးဝမထမ်းတော့ပဲခုနေတာဆယ်မှာတို့နေ ဆောင်းဖို့နေတာလေ ဟာအဲ့လိုလက်ကပါဝဲ ဟဲ့ကျုပ်ကမင်းဘာလုပ်လာလဲဟာ ရေပတ်တာလေကွာရေပတ်တာ အခုရှာ ဟဲ့မရဘူး အားရဲ့သဘောကျရင်သတော်မင်းမယ်လို့ ရှာအခုရှာ ဟုတ်ကဲ့ ဘာလို့ပါလဲတော့တော့ 你们打我嘞！你老王打我嘞！嘿，奥子，谁拿我拿我？啊，哭起来我打开。 လာပါပြီခင်ဗျာ 你背上，你背上。嘿，你不要老来的，我这还是光收了没？第二，3天没来批工去。 ညာ 那这样呢？现在来就来自蒙他多少么？哈？ ဟိုတောင်းမှန်ပါဗျာတားရည်စင်းနဲ့တကြံစီစိတ်ရောက်သွားပြီလို့ပါဟိုပြီးတော့မမလေးကလည်းရေပတ်ချင်စရာကောင်းလာတော့မတရားထားလို့ပါ 俺那了你也对不？必要嘞，你爱是干的空间俺困了回来没喏？家里没，你俺3天你不要老开始多讲我嘞。 ပိုက်လုံးလေးနဲ့ပတ်တာလောက်တော့ဒီတော့ပေါ့ပိုက်လုံးလေးနဲ့ပတ်တာလောက်တော့ဒီတော့ပေါ့ဒီတော့
ရန်ရောင်းရတယ်ညီမရေအရင်လားထက်တောင်ရောင်းရတယ်တက်နေသေးတယ်သုံးတဲ့လူတွေကလည်းလေအရန်ကောင်းတယ်အရန်အဆင်ပြေတယ်ကြီးပြောနေတာပစ္စည်းလည်းထက်ချပေးခဲ့ဦးနော်စိတ်ချထက်ချပေးမယ်မငွေလည်းတစ်ခါလေးရှင်းပေးလိုက်မယ်ဟုတ်ပါညီမတို့တော့ကန်ဆယ်မဲတွေမပေးဘူးလား ကန်ဆယ်မဲကန်ဆယ်မဲလို့ကျွန်တော်လာမိုက်ကန်ဆယ်မဲဆိုတော့ဟိုကျွန်တော်တို့တတိမကိုမဲဖောက်ဝေးလိမ့်မယ် တထေးမအောင်မဲဖောက်ပေးမှာလားတို့ကမဲကလေးလေတထေးကိုမဲဖောက်ပေးမှာပေါ့ဟဲ့ ဟောဒါဆိုအမကကျွန်တော်တို့တတိကိုလိုချင်လို့လား ဒါပေါ့တထေးကိုမဲပေါက်လို့တော့လေတို့ကရွှေလက်တော်ပြီးကဘာပတ်ပလိုက်မှာ ကောင်းတယ်ဟိုအမနဲ့ကျွန်တော်တို့တတိနဲ့ဆိုလေဟိုနေနဲ့လာရွှေနဲ့မြလိုက်ဖက်ညီမှာကျွန်တော်တို့တတိကလန်ထွက်နေတာပဲ ဟာအမလည်းတို့လက်ထွက်နေတာကိုကြိုက်တာဒါနဲ့တထေးနဲ့ဘယ်လိုခေါ်လဲရင် ဟိုတတိနဲ့မေကဂျက်ကီလန်တဲ့ တော့အမိုက်စားမယ် ဟုတ်တယ်ဟိုဘောကလေဟိုညံလဲကောင်းတယ်အရန်နဲ့လိမ်မာတာဟိုသူ့မျက်လုံးလေးကလေပြူပြူဝဝလေးအရှိကိုထုတ်ရတယ် အမလိုပေါ့စင်းနေတော့စင်းနေတော့ပြီးတော့လေဟိုဘောကသူ့ရဲ့ခန္ဓာကိုကိုပိုင်ရင်မွေးလဲထွက်သေးတာအမနဲ့တော့ကသူ့ရဲ့ကိုပိုင်ရင်မွေးနဲ့ဟိုစီးမလေးကိုဖျန်းပေးလိုက်တာကားနာကိုလာအနက်တွေကိုလိုင်းနေရပဲ လုံးဝဟတ်ထီသွားပြီအမအကြိုက်ပဲအမလီကန်ကောင်းပြီးတော့လေမဲပေါက်ပါစေတော့မဲပေါက်လို့ကတော့တထေးနဲ့အမနဲ့ ဟုတ်တယ်ဟိုဘောကလေအရန်တော့ကောင်းတာအမကိုစူမာပူမာပြစ်တယ်မှာချင်းမဘာမှပူကြမလို့အဲ့တခုတော့ရှိတယ်ဟိုသူကဒေါ်ပွားရင်တော့ကြိုက်တယ် ဒါလေတထေးကိုမဲဖောက်ပေးမယ်လား မြန်မာလူဆိုရင်တော့တော်တယ်လင်းလား ဟဲ့တော့ ဘယ်လိုနေလို့လဲကိုဘာမှမလုပ်ဘူးကျွန်တော်တော့ခွေလို့ပါဘယ်လိုနောက်ကျသွားပြီ ရာ အောင်တော့အောင်ဖြစ်သွားပြီနော် ဟာ โอเคว่ะတော်တဲ့အိမ်တော့မတော်လို့မရအောင်ရက်ွက်လည်းဒီကနာတော့ပေါ့ဟာမင်းမြန်နေချင်းရကြီးဘယ်နဲ့ကြောင့်ဈေးတက်သွားလဲဟုတ်ပါဘူး